တထေးခဏလောက်အမြန်လာခဲ့ပါဦးဒီမင်းကလေးကကျွန်တော်တို့တကားဝအပြင်မှာအိတ်နေတာရက်တော်တော်ကြာနေပြီသူကသူ့ရေးစားကိုလာရှာတာလို့ပြောပြီးနှင်းလို့လည်းမရဖြစ်နေတယ်ဟေ့လူဒီအပြင်မှာဘာလုပ်နေတာလဲရှင့်အလုံးမဟုတ်ပါဘူးဟေ့စကားကိုစင်ကျင်ပြောဦးဒါကျွန်တော်တို့ကုမ္ပဏီဝင်ဝတ်နော်မင်းဒီမှာထိုင်နေတာကငါတို့အလုပ်ကိုလာနောက်ဆက်နေတာအဲ့ဒါကိုသိရလားဟင်းဒါဆိုရှင်တို့ကဟိုဘက်ကဘိုးဝဲကလူကပေါ့ဟုတ်တယ်ပြီးတော့ဒီမှာရှိနေတာကကျွန်တော်တို့တထေးပဲတထေးကျမရဲ့ရေးစားကိုလာရှာတာပါသူ့နာမည်ကလူကြီးလို့ခေါ်ပါတယ်မင်းဘာတွေလျှောက်ပြောနေတာလဲလူကြီးကငါတို့ကုမ္ပဏီရဲ့အဆင့်မြင့်အရာရှိတစ်ယောက်ပဲအဲ့ဒါတင်မကသေးဘူးသူကငါတို့တထေးရဲ့ညီမနဲ့လက်ထက်တော်မှာကျမလောက်ကြံပြောနေတာမဟုတ်ပါဘူးတထေးသူ့စီကိုဖုန်းတစ်ချက်လောက်ဆက်ပေးလို့ရမလားဟင်သူ့ကိုအောက်ဆင်းလာပြီးကျမနဲ့တွေ့ခိုင်းပေးပါကျမအမှန်တိုင်းပြောနေတာပါဒီမှာကြည့်ပါဒါကျမတို့အတူတူရိုက်ထားတဲ့တက်ပုံပါပြီးတော့ကျမတို့စကားပြောထားတဲ့ message တွေလည်းရှိပါသေးတယ်နေပါဦးဒါကတကယ်ပဲငါတထေးရဲ့မက်လောင်းဖြစ်နေတာပဲညီမလူကြီးကတကယ်ပဲညီမရဲ့ရေးစားဟုတ်လို့လားပြီးတော့သူကဘိုးဝက်ကယူမှာအလုပ်လုပ်တာတေချာရဲ့လားအကျွင်းမဲ့တေချာပါတယ်ရှင်ကျမဒီအပြင်မှာသူ့ကိုစောင့်နေတာရက်တော်တော်ကြာပါပြီကျမသူ့စီစာတွေပို့တယ်ဖုန်းတွေဆက်တယ်ဒါပေမဲ့သူကလုံးဝပြန်မထူးဘူးဟင်းကောင်းပြီဒီမှာခဏစောင့်နေဦးငါသူ့စီဖုန်းဆက်ပြီးဘာတွေဖြစ်နေလဲမေးကြည့်လိုက်မယ်ဟေ့လူကြီးမင်းအခုပြန်มาလဲကျွန်တော်လားကျွန်တော်ခမရဲ့ညီမကိုကော်ဖီတောက်ဖို့တွားခေါ်မလို့ပါဘာကိစ္စရှိလို့လဲခမလှုပ်လက်စတွေအကုန်ပစ်ထားပြီးအခုချက်ချင်းရုံးကိုလာခဲ့ငါမင်းနဲ့စကားပြောဖို့လိုတယ်ဟုတ်ကဲ့ကျွန်တော်အခုပဲလာခဲ့ပါမယ်တကယ်ကြီးလားပိတ်ရက်ကြီးကိုရုံးသွားရအောင်မယ်ပေါ့လေညီမဒီမှာကြည့်ဦးဒါကကျွန်တော်တို့ကုမ္ပဏီရဲ့အဝင်ဝလူတွေကအမြဲတမ်းအဝင်ထွက်ရှိနေတာငါနဲ့တူရုံးခန်းထဲကိုလိုက်ခဲ့ပါဒီကိစ္စဘာလဲဆိုတာကိုဒီနေ့ပဲငါအဖြေရှာပေးမယ်ညီမစိတ်မပူပါနဲ့ငါသူ့စီဖုန်းဆက်ပြီးပြီဒီနေ့ပဲဒီကိစ္စကိုငါရှင်းပေးမယ်တထေးအကြောင်းဆောင်ကတော့ဒီလိုပါလူကြီးနဲ့ကျမကရွာတရွာထဲမှာကြီးပြင်းလာခဲ့ကြတာပါကျမတို့ကငယ်ချစ်ဦးတွေပေါ့အတူတူကြီးပြင်းလာခဲ့ကြတာကျမတို့နှစ်ယောက်လုံးတက္ကသိုလ်တစ်ခုလည်းတက်ခွင့်ရခဲ့ပေမဲ့သူ့မိသားစုကပတ်စံသိမ့်မရှိရှာဘူးသူ့မိဘတွေကသူ့ကိုကြောင်းထုတ်ဖို့လုပ်လို့သူ့ကိုကြောင်းပြီးအောင်ထောက်ပံ့ပေးနိုင်ဖို့အတွက်ကျမကိုယ်တိုင်ကြောင်းထွက်လိုက်ရတယ်9နှစ်တာကာလပတ်လုံးကျမစပွဲထိုးလုပ်ခဲ့တယ်အစားအသောက်တွေလိုက်ပို့တယ်ရသမျှပင်ပန်းနဲ့အလုပ်မှန်သမျှအကုန်လုပ်ခဲ့တယ်ပြီးတော့လာတိုင်းသူ့ရဲ့စားစရိတ်အတွက်ကျမငွေ9000ဝန်းပို့ပေးခဲ့တယ်သူကြောင်းလဲပြီးရောမြို့ပေါ်တက်သွားပြီးတော့ကျမကိုလုံးဝပစ်ထားတော့တာပဲအခုတစ်ခေါက်တော့ကျမအဖေနေမကောင်းဖြစ်လို့စေကူဖို့ပတ်စံလိုနေတယ်ဒါနဲ့ကျမသူ့စီဖုန်းဆက်ပြီးပတ်စံချို့ပို့ပေးဖို့တောင်းဆိုခဲ့တယ်9000ရမ်းပဲဖြစ်ပေါ့ဒါပေမဲ့သူကပတ်စံမရှိဘူးလို့ပြောပြီးကျမအတွက်အဖြေတစ်ခုပေးခဲ့တယ်အဲ့ဒါကတော့သူ့ကိုအဆိုပြုလွှာတစ်ခုရေးပေးဖို့ကူညီရင်ကျမအတွက် bonus ငွေ9000ရမ်းရမယ်လို့သူကပြောခဲ့တာပါဒါပေမဲ့ကျမအဲ့ဒါကိုရေးပြီးလွှဲပေးလိုက်တဲ့အချိန်ကစလို့သူ့စီကိုဆက်သွယ်လို့မရတော့ဘူးသူကကျမဖုန်းကိုလည်းမကင်တယ်လို့ဘယ်မှလည်းရှာလို့မရတော့ပါဘူးညီမကသူ့အတွက်အဆိုပြုလွှာရေးပေးခဲ့တာဟုတ်လားတက္ကသိုလ်မှမတက်ခဲ့ရဘဲနဲ့ဒါကိုဘလို့များရေးနိုင်ခဲ့တာလဲတထေးကျမကျောင်းပုံမှန်မတက်ခဲ့ရပေမဲ့9နှစ်ပတ်လုံးနေတိုင်းအလုပ်စင်းချိန်တွေမှာကိုယ့်ဘာသာကိုလေ့လာသင်ယူခဲ့တာပါညကျောင်းတောင်တက်ခဲ့ပါသေးတယ် Okay အန်ဩစရာပဲဒါနဲ့အဲ့ဒါကအတိအကျဘာအဆိုပြုလွှာလဲအစစ်အမြစ်အပူပေးစနစ်သုံးစမတ်ကြတဲ့အပူချိန်ထိန်းကရိယာအဆိုပြုလွှာပါအဲ့ဒီအဆိုပြုလွှာကိုမင်းရေးခဲ့တာဟုတ်လားဒါဆို bonus ကဘယ်လောက်ရမယ်လို့လူကြီးကမင်းကိုပြောလဲသူက9000လို့ပြောခဲ့လို့ကျမဒါကိုအပြီးတက်နိုင်ဖို့ညပေါင်းများစွာမအိပ်မနေရေးခဲ့ရတာပါအဲ့ဒါမဖြစ်နိုင်တာငါအဲ့ဒီ bonus ကို1သိန်းသတ်မှတ်ပေးထားတာပြီးတော့သူ့စီကိုလည်းထုတ်ပေးပြီးသွားပြီဒီမှာကြည်စမ်းတာအဲ့ဒီအဆိုပြုလွှာဟုတ်မဟုတ်မင်းသိနိုင်မလားဟုတ်ပါတယ်တထေးတာအဲ့ဒီတခုပါပဲကျမဒါကိုရေးဖို့အတွက်တစ်ပတ်လုံးအခန်းပြင်အောင်မထွက်ခဲ့ရပါဘူးညီမဒါကိုညီမကိုယ်တိုင်ရေးခဲ့တာဆိုတာဘလို့သက်သေပြမလဲတထေးကျမအဆိုပြုလွှာတစ်ခုလုံးကိုမကြည့်ဘဲနဲ့အလို့အတိုင်းအဆအဆုံးအသေးစိတ်ရှင်းပြနိုင်ပါတယ်ကောင်းပြီအဲ့ဒါကိုမင်းလုပ်ပြနိုင်ရင်ငါမင်းကိုယုံမယ်ဒီထုတ်ကုန်ကိုအစစ်မြစ်ယောဂကုသဆေးဖြစ်နေဈေးကွက်တင်လို့မရပါဘူးအခြေအနေကအိမ်သုံးကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းအဖြစ်ပဲနေရာချရမှာပါကျမရေးခဲ့တဲ့ဆောင်ပုဒ်ကတော့မိဘတွေနားမှာမင်းတို့မရှိပေးနိုင်ရင်တောင်ဒီအနှွေးထည်လေးကသူတို့အနားမှာရှိနေပါစေဆိုတာမျိုးပါသူထေးဒါကအဆိုပြုလွှာတစ်ခုလုံးရဲ့အဓိကအကြဆုံးစိတ်ကူးပါပဲကောင်းပြီအဆိုပြုလွှာအကြောင်းငါလုံလောက်အောင်ကြားသိရပြီရှောင်ကြောက်ပြီးခဲ့တဲ့ဘက်ကငါမင်းကိုကင်တွယ်ခိုင်းထားတဲ့လုံခြုံရေးဗီဒီယိုမှတ်တမ်းကိုတွားဖြတ်လိုက်စမ်းအထူးသဖြင့်ဟိုမင်းကလေးကအရှိမငါ့ကိုလာရှာနေတဲ့အပိုင်းကိုပေါ့ငါပြောတာကြားလားမန်နေဂျာလူလုံခြုံရေးဗီဒီယိုမှတ်တမ်းကကုမ္ပဏီစနစ်ကနေအလိုလျောက်တင်စီထားတာပါကျမဖြတ်လို့မရပါဘူးပြီးတော့ GN ဟွာကစနစ်ထဲကနေအဲ့ဒါကိုတခါတည်းထုတ်ယူသွားပြီးသားပါမင်းကိုအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ဖို့အတွက်ငါရဲ့လက်မှတ်လိုသေးတယ်ဆိုတာမမေ့နဲ့အောင်လွန်ကဲစကားတခွန်းထပ်ပြောတာနဲ့မင်းကိုမနှက်ဖြန်ကြရင်အလောက်ကထုတ်ပစ်လိုက်မယ်မန်နေဂျာလူဘန်နာရေးဌာနက GN ဟွာစီကနေအကြောင်းကြားစာခုတင်မဲ့ရထားပါတယ်သူတို့ကအစစ်အမြစ်အပူပေးကရိယာအဆိုပြုလွှာအတွက် bonus ထုတ်ပေးထားတဲ့မှတ်တမ်းတွေကိုစစ်ဆေးခြင်းလို့တဲ့မန်နေဂျာလင်းဒီလိုကိစ္စတေးသေးလေးမှာ GN ဟွာကဘာလို့လာပတ်သက်နေရတာလဲအဲ့ဒီ bonus ကကျွန်တော်အကောင့်ထဲကိုဝင်ပြီးသားပဲဟာကိုဒါကိုကျွန်တော်ဘာသာကျွန်တော်ရှင်းလိုက်မယ်ကုမ္ပဏီရဲ့ bonus တွေဆိုတာစီမံကိန်းအတွက်ပေးတဲ့စုတွေပါကိုပိုင်ငွေမဟုတ်ပါဘူးတကယ်ရေးတဲ့သူကတခြားသူဖြစ်နေရင်ဘန်နာရေးဌာနအနေနဲ့မှတ်တမ်းတင်ထားရမှာပဲဟာမန်နေဂျာလင်းကျွန်တော်ကအဲ့ဒီ1သိန်းကိုအိတ်ကတ်ထဲထည့်လိုက်တယ်လို့ခင်ဗျားစောင်းမြောင်းပြောနေတာလားကျမဘာကိုမှဆုံးဖြတ်ချက်မချပါဘူးကျမကစာရွက်စာတမ်းအထောက်ထားတိုင်းပဲလှုပ်ဆောင်တာပါအချို့စာရွက်စာတမ်းမှတ်တမ်းတွေနောက်ကိုလိုက်တာကအဆင်ပြေပေမဲ့တခြားဟာတွေကြာရင်ကောမလိုက်တာကပိုကောင်းလိမ့်မယ်အဲ့ဒါတွေဘလို့အလုပ်လုပ်လဲဆိုတာကိုခင်ဗျားဒီမှာကြားလာပြီဆိုတော့သိတဲ့လောက်သိမှာပါကျမကုမ္ပဏီရဲ့မူဝါဒကိုလည်းသိတယ်လို့ဥပဒေကိုလည်းနားလည်ပါတယ်အချစ်လေးကိုမင်းကိုလာခေါ်နေပြီနော် GN ဟွာတို့ဘက်မှာကိစ္စတစ်ခုပေါ်လာလို့ကိုကြီးကမောင်ယုံမှရှိတယ်လို့ပြောလို့ကျမရောက်ခါနေပါပြီအရှိကဟိုမင်းကလေးကဘာတူလဲပတ်စံလိန်ကျင်လို့လာလုံနေတဲ့အယူမလားအချစ်လေးသူပြောသမျှစကားတခုမှမယုံနဲ့အောင်နော်ကိုသူ့ကိုလုံးဝတော့မသိတာကောင်းပြီဒါဆိုမောင်ဘာတွေပြောမလဲဆိုတာကိုကျမကိုယ်တိုင်ယုံနေဝင်ပြီးလာနားထောင်မယ်